နီးပြသည်သူ၏အသင်းရှုံးလိုသောကြောင့်လူငယ်လေး၏တောက်ရည်သို့ဝမ်းနှုတ်ဆေးထည့်သည်သို့သောလူငယ်လေးသည်အားနှင့်မသွားဘဲပို၍စွမ်းအားပြည့်လာသည်မိနစ်ပိုင်းတွင်တကိုးသွင်းလိုက်သည်နီးပြသည်စိုးရိမ်ပူပန်သွားကအခြားတောက်ရည်တပူထပ်တိုက်တော်လဲလူငယ်လေးသည်လျှက်တစ်ပြက်မြန်ဆန်စွာပြေးကအားလုံးကိုကြော်ဖြတ်ပြီးနောက်တကိုးထပ်သွင်းသည်တတိယအကြိမ်ဝမ်းနှုတ်ဆေးတိုက်ပြီးနောက်လူငယ်လေးသည်ဂိုးသမားကိုလှည့်စားကတတိယမြောက်ဂိုးကိုထပ်သွင်းပြန်သည်နောက်ဆုံးမှာဝမ်းနှုတ်ဆေး၏အာနီတင်စပြကဘိုက်ကိုနှိပ်ပြီးအိမ်သာသို့ထုံနေပြေးသွားသည်နီးပြကမိမိအကြံအစီနောက်ဆုံးတွင်အောင်မြင်သွားပြီဟုထင်မှတ်ခဲ့သည်ဂိုးသမားကအရန်ကောင်းနေတာကြောင့်တခြားအသင်းကဂိုးသွင်းနိုင်ခြင်းမရှိသေးတာကိုနားလည်သွားသည်အရှုံးပေးဖို့ရည်ရွယ်ချက်နဲ့နီးပြဟာကျွမ်းကျင်တဲ့ဂိုးသမားစားနေခွေရဲ့လူကိုအစားထိုးလိုက်သည်အစားထိုးပြီးစတွင်ပြိုင်ဘက်အသင်းမှဂိုးတကိုးသွင်းနိုင်ခဲ့တော်လဲထိုဂိုးသမားတစ်သည်ရခင်ဂိုးသမားထပ်ပင်ပုံမကျွမ်းကျင်နေကြောင်းနောက်ပိုင်းတွင်သိရှိရသည်ပြိုင်ဘက်အသင်းမှမိမျှစူးစမ်းနောက်ထပ်ကိုလုံးဝမသွင်းနိုင်တော့ပေသူဟာပရိုတယောက်လိုရိုက်လိုက်တဲ့ဘောလုံးတိုင်းကိုကာပေးနေတယ်ပွဲကြီးပရိသတ်တွေအော်ဟစ်နေရမဲ့နီးပြကတော့မပျော်နေပါဘူးနောက်ဆုံးအခွင့်အရေးတစ်ခု free kick ကန်ရမဲ့ချိန်တွင်နီးပြကမျက်စိဆွေသောကလေးတဦးကိုအစားထိုးအသုံးပြုသည်အိမ်သာမှပြန်ရောက်လာသောလူငယ်လေးအော်ပေးတဲ့စီကန်လိုက်တော့ဂိုးထဲဝင်သွားသည်နီးပြရဲ့လက်ကွက်အားလုံးပြီးမှအသင်းဟာအနိုင်ရသွားလေတော့သည်